Okay ညီကိုအားလုံးပဲမင်္ဂလာပါမင်္ဂလာကျွန်တော်မျိုးလားဒီနေ့ကကျွန်တော်တို့15ရက်နေ့စနေနေ့ညပါဗျာနော်ပွဲတင်တယ်များတယ်များတဲ့နေရာမှာကျွန်တော်အကြိုက်ဆုံးပွဲကိုကျွန်တော်ရွေးချယ်ပြီးတော့ကျွန်တော်တင်ပေးသွားမယ်နော်အားလုံးကျွန်တော်အကြိုက်ဆုံးအားလုံး10ပွဲရှိတယ်နော်10ပွဲထဲမှာညီကိုတို့အကြိုက်တူတဲ့ပွဲကိုရွေးဆော့ပါနော်ကျွန်တော်ပထမဆုံးစမယ်ကျွန်တော်ပထမဆုံးပွဲကကျွန်တော်စပိန်လာလီဂါကျွန်တော်ကြိုက်တဲ့ပွဲကကျွန်တော်တပွဲပဲရှိတယ်နော်ပွဲကကျွန်တော်မာရော့ကာနဲ့ကျွန်တော်တို့အက်စပန်ညူနဲ့ပွဲနှစ်ပွဲမှာကျွန်တော်ထင်တော့အက်စပန်ညူတော့မာရော့ကာတော့ဂိုးသွင်းမှုတော့ကျွန်တော်မမြင်ဘူးနော်ဟုတ်တယ်မာရော့ကာလည်းသူပေးတဲ့ဂျေးတန်းကြည့်မလို့တလုံးပလက်80ဂိုးပေါင်းကြီးရ2ပလက်30တောင်မလို့ဂျေးတန်းဝင်နေကြည့်တော့မာရော့ကာလည်းအလုံးလုံးရမှာတကိုးလောက်ပဲကျွန်တော်မြင်တယ်နော်အဲ့တော့ဒီနှစ်သင်းကိုပို့ပြီးတော့စိတ်ဖြစ်တာကျွန်တော်ဂိုးအောက်တစ်ချောင်းနဲ့ကျွန်တော်ကြိုက်တယ်နော်အဲ့တော့ကျွန်တော်ကြိုက်တာမာရော့ကာဂိုးအောက်ကျွန်တော်ကြိုက်တယ်နောက်တစ်ပွဲကကျွန်တော်ပြင်သစ်လိယပွဲပြင်သစ်လိယကျွန်တော်ဘာပွဲလဲဆိုတော့ကျွန်တော်အန်ကာနဲ့ကျွန်တော်မိုနာကိုနဲ့ပွဲမိုနာကိုတော့ဒီညကျွန်တော်ထင်ပြပါတာအန်ကာကိုတော့သူဝေးခွင့်မှာသူနှစ်ကူပြစ်မယ်လို့ကျွန်တော်မြင်တယ်ဗျာနော်အဲ့တော့ကျွန်တော်ကြိုက်တယ်မိုနာကိုဘော်လီလေးကျွန်တော်ကြိုက်တယ်နော်အောင်နှစ်ပွဲဟိုကတော့ကျွန်တော်ဘရပွဲဆိုကျွန်တော်ဟိုကဂျာမန်ဘွန်ဒလီဂါပွဲကျွန်တော်နော်အော်ဘတ်နဲ့ကျွန်တော်တို့ဘူးဘတ်နဲ့ပွဲမှာကျွန်တော်ဟုတ်မှာအော်ဘတ်ကတော့ပြန်ချိုးပေးထားတယ်လေဘယ်15ရှုံးပေးထားတယ်နော်ဘိုးပေါင်းကြီးက2မိုင်6တရာမှပေးထားတယ်နော်ဘူးဘတ်လို့အသိမျိုးဟုတ်တယ်မအဲ့တော့ကျွန်တော်တို့ကဘယ်တဲ့နဲ့ထိုင်ရမလို့ဆိုကျွန်တော်ကြိုက်တာတော့ကျွန်တော်အော်ဘတ်ဘော်လီဒီချောင်းနဲ့ကျွန်တော်ကြိုက်တယ်နော်နောက်သင်းကျကျွန်တော်ဝါဒါပရီမီယာနဲ့ကျွန်တော်ဂလာဘတ်နဲ့ပွဲဝါဒါပရီမီယာတော့ပြန်ကြောပေးထားတယ်လေဘယ်45ရှုံးသူကြောပေးထားတယ်ဂိုးပေါင်းကြီးကကြည့်တော့အလုံးတည်ဖြစ်နော်ဒီညတော့ကျွန်တော်ထင်တော့ဝါဒါပရီမီယာတော့90မယ်ကျွန်တော်ထင်တယ်ဒီညတော့နော်အဲ့တော့ကျွန်တော်သဘောကျတာဒီအသင်းကိုကျွန်တော်ဇုံဘော်လေးသဘောကျတယ်နော်အဲကြောင့်ဒီနေ့အပွဲကိုကျွန်တော်ကြိုက်တာပေါ့အာရာပရီမီယံဘော်ဒီနဲ့ခိုးဘော်လေးတစ်ချောင်းကျွန်တော်ကြိုက်တယ်နော်အဲကျွန်တော်အားလုံးကျွန်တော်တို့၄ပွဲရှိသွားပြီနော်အောင်၄ပွဲကျတော့ကျွန်တော်ပရီးမီးယားလိဂ်ပွဲတွေကျွန်တော်အကောင်းဆုံးခံမိသွားနော်ပရီးမီးယားလိဂ်ပွဲကပထမဆုံးပွဲကျွန်တော်ဆောက်ဒတန်နဲ့ဘူးနယ်ပွဲမှာတော့ကျွန်တော်အကြိုက်ဆုံးကတော့ဘူးဘော်လေးကျွန်တော်ကြိုက်ဆုံးပဲအားလုံးပွဲကျွန်တော်တို့စီးတီးနဲ့ဘရိုက်တန်နဲ့ပွဲမှာကျွန်တော်ဂိုးပေါင်းအပေါ်အကြိုက်ဆုံးပဲနောက်ပွဲကျတော့ကျွန်တော်ဘုံမောင်းနဲ့ကျွန်တော်ဘရန်ဖို့နဲ့ပွဲမှာတော့ကျွန်တော်ဒီညတော့တကယ်သဘောကျတာတော့ဘုံမောင်းပေါ်လေးတော့ကျွန်တော်အကြိုက်ဆုံးပဲပါတယ်နော်နောက်ပွဲကျတော့ကျွန်တော်ဘာလို့ဆိုတော့အစိုးပွဲကျွန်တော်အေဗာတန်နဲ့ကျွန်တော်ဝဟန်နဲ့အပွဲမှာတော့ဟုတ်တယ်မှာအေဗာတန်ကတော့ငွေရနေပြန်ကြောပြီးတယ် level 60ရှုံးကိုပေါင်းကြီးက2မိုင်10လားမသိဘူးပြီးတာဟုတ်တယ်မှာပရီးမီးယားလိဂ်မှာဒီကြီးဝင်နေပြီးရင်တော့ကျွန်တော်ထင်တော့ဒီညတော့အနှစ်သိန်းလုံးကျွန်တော်9ရောက်တော့ကျွန်တော်မမြင်ဘူးဗျာနော်အဲ့တော့အနှစ်သိန်းကိုကြိုက်တာကျွန်တော်အေဗာတန်9ရောက်တစ်ချောင်းတော့ကျွန်တော်ကြိုက်တယ်နော်ညီကိုအကြိုက်လို့ညီကိုရယူဆော့ဗျာနော်ကဲညီကိုဒီညကောင်းကြပါသေးတယ်